နေအောင်ချီတောက်ပပြီးတာယာလှပနေတဲ့ပင်လယ်ကမ်းခြေတဲတောင်ပြင်ထက်မှာဖြစ်ပါတယ်။ကဘာလက်ခီးတွေပျော်ပါနေကြတဲ့အဲ့ဒီတဲတောင်ပြင်ပေါ်မှာလူတစ်ယောက်ဟာဒူးထောက်ထိုင်ပြီးတစုံတစ်ခုကိုအသေးအတန်ရှာဖွေနေတယ်လို့မျိုးတဲပြင်ပေါ်မှာနာမည်တစ်ခုကိုလက်ညှိုးနဲ့အပူတပြင်းရေးချနေခဲ့တယ်။ဂရီလာဘေးနားမှာအနက်ရောင်မျက်မှန်တက်ဆင်ထားတဲ့ခန့်ညားထဲဝါတဲ့လူငယ်ညိုချောကတဲပေါ်ကစားလုံးကိုကြည့်ပြီးခက်တိုးတိုးရွတ်ဖတ်လိုက်မိတဲ့အခါမှာတော့နာမည်ရေးနေတဲ့သူဟာလူသေးကောင်လိုဖြူဖြော့သွားပြီးဟင့်အင်းမဖက်နဲ့မဟုတ်ဘူးဆိုပြီးစူးစူးဝါးဝါအော်ဟစ်တားစီးလိုက်ပေမဲ့နောက်ကျသွားခဲ့ပါပြီ။အဲ့ဒီနာမည်ကိုလေပြေထဲမှာရွတ်ဆိုလိုက်မိတာနဲ့တပြိုင်နက်အဝေးတနေရာကမှောင်မိုင်းလာတဲ့ဂူတင်ချိုင်းတစ်ခုထဲမှာရှိတဲ့နတ်ဆိုးဆုံးမကြီးရဲ့မျက်လုံးတွေဟာခရမ်းရောင်အလင်းနှန်းတွေတောက်ကနေပွင့်လာပြီးသူတို့ရှိရာစီကိုပြစ်မှတ်ချိန်ရွေလိုက်ပါတော့တယ်ချက်ချင်းဆိုသလိုပဲတာယာနေတဲ့ကောင်းကင်ပြားကြီးဟာတွေးပြက်စရာမဲမောင်လာပြီးမုန်တိုင်းတိမ်လေးတွေအလိမ့်လိုက်တက်လာခဲ့တယ်ပင်လယ်ထဲကထွက်လာတဲ့အိုက်စကရင်ကဝုန်းလိုင်းတဘိုးတွေကြားထဲကနေထူးဆန်းလာတဲ့အိုက်စကရင်ရောင်းတဲ့ဗန်ကားတစ်စီးဟာရေမုံရေမွားတွေကိုတခွားသီးစိတ်တလို့ခွဲထွက်ပြီးတဲတောင်ပြင်ပေါ်ကိုမောင်းတက်လာပါတယ်ကမ်းခြေကလူတွေကြောင်အန်းနဲ့ကြည့်နေတော့မှာပဲအဲ့ဒီဗန်ကားရဲ့အနောက်တကားကိုအေယာမခြေပွားကြီးတစ်ခုကဝုန်းခနဲကန်ဖွင့်လိုက်ပြီးလက်ထဲမှာတောက်ပနေတဲ့ရေခဲဓာတ်ကောက်ကြီးတွေကင်ဆောင်ထားတဲ့ခန္ဓာကိုယ်တောင်ကုန်းတစ်ခုနီးပါးကြီးမားတဲ့အေယာမရေခဲလူသားကြီး၃ကောင်ဟာကြောက်မက်ဖွယ်ရာဟိန်းဟောက်တန်နဲ့အတူခုန်ချလာပါတော့တယ်။ပြေးကြအမြန်ပြေးအနီးနားမှာရှိတဲ့ခန္ဓာကိုယ်ထွားကျိုင်းလာတဲ့လူတန်ကြီးကအခြေအနေမဟန်မှန်းသိလို့အမြန်ဆုတ်ခွာဖို့တတိပေးလိုက်ပေမဲ့ရေခဲလူသားတွေရဲ့ရန်ပြုမှုကလျှက်စီးထက်မြန်ဆန်လှပါတယ်။ရေခဲလူသားတစ်ကောင်ကသူ့ရဲ့ခါမှာချိတ်ထားတဲ့ရေခဲမိုးဆက်ပုံစံဂျာကင်ကျဲနှက်ခက်လက်နက်နဲ့လှမ်းပစ်လိုက်ရာအနက်ရောင်မျက်မှန်နဲ့လူငယ်ကဘေးကလူကိုအမြန်ဆွဲဖယ်လိုက်လို့လွတ်သွားပေမဲ့သူတို့အနောက်က အပြစ်မဲ့ခရီးတဲ့တယောက်ရဲ့ရင်ဘတ်ကိုတိတ်တိတ်မှန်သွားပြီးအဲ့ဒီလူဟာတကူလုံးချက်ချင်းပဲကြောက်ခဲလို့အေးခဲသွားပြီးတမဲ့ရုပ်တုကြီးဖြစ်သွားခဲ့ရတယ်။တေရင်းတွေကရုန်းကန်ခြင်းနဲ့မမျော်လင့်တဲ့အားနည်းချက်စစ်ပွဲကတော့ရှောင်လွှဲမရတော့ပါဘူး။အနက်ရောင်မျက်မှန်နဲ့လူငယ်ကရေခဲလူသားတစ်ကောင်ရဲ့မေးရိုးကိုအားကုန်လွှဲထိုးလိုက်ပေမဲ့ကြောက်ခဲကိုထိုးလိုက်ရတယ်လို့ခံစားလိုက်ရပြီးသူ့မှာလွင့်ထွက်သွားခဲ့တယ်။တစ်ဖက်မှာလည်းလူတန်ကြီးဟာရေခဲလူသားတစ်ကောင်နဲ့အသက်လူလုံးထွေးသက်ပုတ်နေပါတယ်။သူဟာသူ့ရဲ့ခန္ဓာကိုယ်ကိုသေးငယ်အောင်ကျုံလိုက်ကြီးအောင်လုပ်လိုက်တန်ခိုးအစွမ်းတွေနဲ့ရေခဲလူသားကိုတဲတောင်ပြင်ကတစ်သားကူလာထိုင်နဲ့အားကုန်လွှဲရိုက်ချလိုက်လို့ရေခဲလူသားကြီးဟာဝုန်းခင်းနှစ်ပိုင်းပြတ်ကျသွားခဲ့တယ်။ဒါပေမဲ့တဲပေါ်ကရေခဲတုံးတွေဟာအသက်ရှိနေတယ်လို့မျိုးတစ်ဆက်ဆက်တုံခါပြီးခဏအတွင်းမှာပဲခန္ဓာကိုယ်ပြန်ဆက်သွားပြီးပြန်ထလာခဲ့ပြန်တယ်။ဒါဘာမိစာကောင်တွေလဲကွာ။လူတန်ကြီးဟာဆဲရေးတိုင်းထွာရင်အနောက်ကနေလေဘင်းညစ်တာကိုခံလိုက်ရတယ်။တေလူမျောပါရုန်းကန်နေရတဲ့အချိန်မှာပဲလူတန်ကြီးရဲ့လက်ဟာအမှတ်မတင်ရေခဲလူသားရဲ့နှာခေါင်းနေရာမှာစိုက်ထားတဲ့မုံလာဦးနီကိုဆွဲမိပြီးပြုတ်ထွက်သွားခဲ့တယ်။အဲ့ဒီခါမှာတော့အန်ဩစရာကောင်းလောက်အောင်ပဲအဲ့ဒီအေယာမရေခဲလူသားကြီးဟာအစွမ်းတွေအရေးပြောကျသွားပြီးတဲပြင်ပေါ်မှာရေခဲမုံတွေအဖြစ်တစားစီပြိုကွဲပျက်စီးသွားပါတော့တယ်။ဒီကောင်တွေရဲ့အသက်ကမုံလာဦးနီပဲအဖြေကိုသိသွားတဲ့အချိန်မှာတော့ဗျူဟာကပြောင်းလဲသွားခဲ့ပါပြီဟိုတယ်မီးဖိုချောင်ထဲမှာဒုတိယရေခဲလူသားတစ်ကောင်နဲ့လုံးထွေးနေတဲ့အနက်ရောင်မျက်မှန်နဲ့လူငယ်ဟာမီးကင်စင်ပေါ်ကမီးတောက်တွေကိုအသုံးချပြီး gas အိုးကိုဝက်ဦးလှဲနဲ့ထိုးပေါက်ကအားကုန်လွှဲပစ်လိုက်တဲ့အတွက်ဒိုင်းဆိုတဲ့ပောက်ကွဲမှုကြီးနဲ့အတူဒုတိယမြောက်ရေခဲလူသားကြီးအရေးပြောကျဆုံးသွားခဲ့ရတယ်။ဒါပေမဲ့အနေရကမပြီးသေးပါဘူး။နောက်ဆုံးကြံတဲ့ခေါင်းဆောင်ရေခဲလူသားကြီးဟာသွေးစာနေတဲ့မျက်လုံးတွေနဲ့ရေကူးကန်တဲ့အထိပါလိုက်လံတိုက်ခိုက်ပြီးလူငယ်ရဲ့ခြေချင်းဝတ်ကိုရေခဲရိုက်အောင်အေးခဲပစ်လိုက်တဲ့လူငယ်ဟာရေကူးကန်အဆုံးမှာလဲကျနေပြီးရေခဲလူသားကြီးကသူ့ရဲ့ရေခဲဓာတ်ကောက်ကြီးကိုမြှောက်ပြီးခုတ်တက်ဖို့ပြင်လိုက်တဲ့အရေးကြီးတဲ့တေးရေးရှင်ရေးချင်းဖြန်အနောက်ကနေလျှက်တစ်ပြက်ရောက်လာတဲ့လူတန်ကြီးရဲ့တန်မဏိလက်ပွားဟာရေခဲလူသားကြီးရဲ့နှာခေါင်းကမုံလာဦးနီကိုဖြက်ခနဲဆွဲနှုတ်ပစ်လိုက်ပါတော့တယ်လေထဲမှာမြှောက်တက်နေတဲ့ရေခဲဓာတ်ကြီးဟာလူငယ်ရဲ့နှာခေါင်းသားအထိရောက်ခါမှတကူလုံးရေခဲမုံတွေအဖြစ်တပွဲပွဲကြေမွပျက်စီးသွားပြီးရေကူးကန်တဲ့ကိုဝုန်းကနေအရေးပြောကျသွားခဲ့ပါတော့တယ်။တဲတောင်ပြင်ပေါ်မှာမုံတိုင်းတွေငိမ့်သက်သွားပြီးနေအောင်ကြီးပြန်လေတောက်ပလာတဲ့အချိန်မှာတော့လူတန်ကြီးဟာသူ့လက်ထဲကမုံလာဦးနီလေးကိုကြည့်ပြီးတက်ပြင်းချကခက်ရွတ်ရွတ်ပဲပြောလိုက်ပါတော့တယ်။တောက်ဒီလောက်ကောင်တွေကိုငါတို့ကပင်ပန်းလိုက်ရတာဒီမုံလာဦးနီလေးဆွဲဖြုတ်လိုက်ရင်ပြီးနေတဲ့ဥစ္စာကို